ဒီကောင်လေးကတော့ခစ်တစ်ကနေရှေ့ခစ်ကိုအချိန်ခီးသွားပြီးရောက်သွားတဲ့ရှန်ရန်ဆိုတဲ့ကောင်လေးပေါ့သူကတခြားသူတွေလိုလဲမဆိုင်ပဲနေတိုင်းဈေးကြီးတဲ့ထင်းတွေကိုတုံးပြီးတဲအိုးကြီးတဲ့မှာတဲတွေကိုလှော်နေတာဗျဒါကိုမြင်တဲ့တရွာလုံးကလူတွေကတော့ဟေ့ကောင်တွေလာကြည့်ကြဦးဟဲ့ရှန်ရန်တို့အိမ်ကငတုံးတော့နှက်ပြီးယူသွားပြီးထင်တယ်အခုတဲတွေကိုထမင်းစားရမယ့်အစားလှော်စားနေတဲ့ဟေ့ဆိုပြီးဝိုင်းလောင်ကြတာပေါ့ရွာကလူကြီးလူငယ်မရွေးချန်စီတို့ကနေချောင်းပြီးတကယ်ငတုံးပဲထင်းတွေကဘလောက်ဈေးကြီးလဲသိရလားနဲ့ဟာတိုက်နေကြတယ်ဒါပေမဲ့ရှန်ရန်ကတော့စိတ်ထဲမထားပါဘူးရေကျင်တလောက်ရေထားကြဖို့ကွာဒီတိုးတာအောင်မြင်သွားရင်ငါဘဝတစ်ခုလုံးပြောင်းလဲသွားမှာလို့တွေးနေတာတကယ်တော့သူကယူဘဗေဒဆရာပြောဖူးတဲ့တဲတွေကိုအရေးပြောအောင်လုပ်နိုင်ရင်ဖန်ဖြစ်လာမယ်ဆိုတဲ့အချက်ကိုသုံးနေတာဗျဒီခေတ်မှာဖန်ခွက်တစ်ခွက်ရဲ့တန်ဖိုးကဖျက်လို့မရအောင်ကြီးမားတော့သူချက်ချင်းတစ်ထေးဖြစ်တော့မှလေဒါပေမဲ့စိတ်ကူးရင်လုံးမမဆုံးသေးဘူးနောက်တစ်စက္ကန့်မှာပဲဝုန်းဆိုပြီးလူမိုက်တစ်ယောက်ကတကားကိုကန်ကြောက်ဝင်လာပြီးရှန်ရန်ကိုခြေထောက်နဲ့ကန်ချလိုက်ပါလေရောတရွာလုံးလဲလမ်းဖြန့်ပြီးထွက်ပြေးကြတာပေါ့အဲ့ဒီလူမိုက်ကရှန်ရန်ရဲ့အကူဖြစ်သူကိုပါဇက်ပိတ်ဖန်စီခေါ်ဆောင်လာတာဗျလူမိုက်ခေါင်းဆောင်ကမင်းကရှန်ရန်လားမင်းအကူလောင်းကစားရှုံးလို့ငါတို့ကိုငွေတပြား80ကျွေးတင်နေတဲ့အခုဒီကျွေးကိုဘယ်သူဆက်မှလဲလို့အော်ငေါက်တော့တာပေါ့ဒါကိုကြားတဲ့ရှန်ရန်ရဲ့အဖေဦးကြီးလဲလန့်ပြီးလဲကျသွားပြီးတော့ငွေ80တောင်လားငါတို့အိမ်မှာဒီလောက်ငွားအမြောက်များဘယ်ကရမှာလဲဆိုပြီးငိုရှာတယ်ရှန်ရန်ကတီတီငင်းငင်းနဲ့ပဲကျွန်တော်ကို10ရက်အချိန်ပေးပါငွေယူပြီးလူလာရွေးမယ်လို့ပြောလိုက်တယ်ဒါပေမဲ့လူမိုက်ကောင်းဆောင်ကကန်ချထားတဲ့တဲပုံကိုနင်းချပြီး10ရက်ဟုတ်လားမင်းကဒီတဲတွေနဲ့ဆက်မလို့လားနောက်ဆုံး9ရက်ပဲအချိန်ပေးမယ်ငွေမရရင်မင်းအကူကိုအစိမ့်လိုက်တက်ပြစ်မယ်လို့ချင်းချောက်ပြီးထွက်သွားပါလေရောလူမိုက်တွေသွားတော့ရှန်ရန်ရဲ့မရီကမင်းကြောင့်အကုန်ဖြစ်ရတာလဲမဆိုင်ပဲဒီတဲ့အဆုပ်တွေကိုပဲလှော်နေတယ်အခုတော့မင်းအကူအဖမ်းခံရပြီးငါတို့မိသားစုတော့သွားပြီဆိုပြီးဝိုင်းပစ်တင်ကြတာပေါ့ရှန်ရန်လဲစဉ်းစားမိသွားတယ်ထင်းနဲ့ဆိုရင်အပူချိန်ကတဲကိုအရေးပြောအောင်မလုပ်နိုင်ဘူးကြောင်မီသွေးမဖြစ်မနေလို့တဲ့အဲ့ဒါနဲ့သူ့ဖေစီကနေကြောင်မီသွေးဝယ်ဖို့ငွေချေးခိုင်းတာပေါ်တာကိုမကြီးဖြစ်သူကမင်းကဘလောက်အထိယူမလို့လဲတရွာလုံးကမင်းကိုမတုံးလို့ပြောနေကြတာအရှက်မရှိဘူးလားလို့ထက်ဆဲတယ်ရှန်ရန်ကလည်းငါဖန်တွေကိုထုတ်လုပ်ပြီးငွေရလာရင်အကူကိုချက်ချင်းသွားရေးမှာပေါ့လို့ပြန်ပြောပေမဲ့မကြီးကတော့ဖန်ဟုတ်လားဒီတဲအိုးဆုံးနဲ့လားဆိုပြီးမယုံပါဘူးအဖေကြီးကတော့တားဖြစ်သူကိုတနာလို့ငွေအိတ်ကိုထုတ်ပေးရှာပါတယ်ဒါကိုမလီကလူဖို့လုပ်တုံးရုတ်တရက်ရှန်ရန်ရဲ့တငယ်ချင်းဂူဆန်ကငွေအိတ်ကြီးကြီးတအိတ်ကိုတည်ပြီးပြေးဝင်လာတယ်ဗျဂူဆန်ကရှန်ရန်မင်းငွေလိုနေတဲ့ကြားလို့ငါအိမ်စုံလေးကိုရောင်းပြီးငွေလာပေးတာကြောင်ပြီးသွေးဝယ်ဖို့လောက်ရလာကြည့်ဦးတဲ့ဒါကိုကြည့်ပြီးမရီကတော့ဒီလူကတော့တကယ်နှလုံးမဲ့ငွေတွေကိုသူ့စီလာချေးနေတယ်တေချာပေါက်ခွက်လန်အောင်ရှုံးတော့မှလို့လှောင်တာပေါ့ဒါပေမဲ့ကူဆန်ကငါချေးတာမဟုတ်ဘူးပေးတာအရင်တုန်းကငါရေနှစ်တုန်းကရှန်ရန်ငါအသက်ကိုကဲခဲ့ဘူးတဲ့ဒီနေ့ကျေးဇူးဆက်တာကဲသွားမယ်ရှန်ရန်ဈေးထဲကြောင်ပြီးသွေးသွားဝယ်ရအောင်ဆိုပြီးခေါ်သွားတော့တယ်ဈေးထဲရောက်တော့ကြောင်ပြီးသွေးဆိုင်ရှင်ကလည်းနွေရာသီကြီးမှာကြောင်ပြီးသွေးဝယ်တယ်ဟုတ်လားဒီစင်းရဲသားတွေကြောင်ပြီးသွေးမိနဲ့ကိုတက်တယ်မလို့လားမသိဘူးလို့နှာခေါင်းရှုံတာပေါ့ဒါပေမဲ့ကူဆန်ကငွေကြီးကိုစပွဲပေါ်ဖုံးကနေတင်လိုက်တဲ့အခါမှာတော့ဆိုင်ရှင်ကြီးမျက်လုံးပြူသွားပြီးဟာဆရာကြီးတို့ပါလားတထေးကြီးတွေမှန်စောစောကပြောရတာပေါ့ဗျာဆိုပြီးချက်ချင်းအမူအရာပြောင်းသွားလေရဲ့ဒီလိုနဲ့သူတို့ကြောင်ပြီးသွေးတွေတဲလာပြီးနေရောညပါမနာတန်တဲတွေကိုထက်လော်ကြတာပေါ့3ရက်လောက်ကြာတဲ့အထိလှော်ပေမဲ့လည်းတဲကတဲတိုင်းပဲဖြစ်နေတော့မယ်ကူဆန်လည်းစိတ်ပြက်လာပြီးတငယ်ချင်း3ရက်တောင်ရှိပြီးတဲကတဲတိုင်းပဲရှိသေးတယ်လို့ပြောတော့မှရှန်ရန်ကစဉ်းစားမိတယ်တဲရဲ့အရေးပြောမက်က1900ဒီဂရီစင်တီဂရိတ်ပြကြောင်ပြီးသွေးအပူချိန်တက်နဲ့တင်မလောက်ဘူးအပူချိန်ကိုမြင့်ပေးမဲ့တခြားဓာတုပစ္စည်းတွေလိုအပ်သေးတယ်တဲ့အဲ့ဒါနဲ့ပဲရှန်ရန်ကသွားမယ်ပင်လယ်ကမ်းခြေကိုတွားရအောင်ဆိုပြီးဂူဆန်ကိုခေါ်ပြီးညာကြီးမင်းကြီးပြေးထွက်သွားကြပါတော့တယ်ပင်လယ်ကမ်းခြေကိုရောက်တော့တရွာလုံးကလူတွေကထုံးစံအတိုင်းပလန်ကန်ပြီးလိုက်ကြည့်ကြတာပေါ့အိတ်ကောင်တွေလာကြည့်ကြဦးဒီတခါတော့ရှန်ရန်တို့အဖွဲ့တဲလော်ယုံတင်မကဘူးကမ်းခြေကကောင်မယိုးခရူးခုံတွေကိုပါလိုက်ကောက်နေကြတယ်ဟဲ့ဒီကောင်တွေတကယ်ယူသွားပြီးထင်တယ်ဒီတခါတော့ကောင်မယိုးဟင်းချက်စားမလို့ထင်ပါရဲ့ဆိုပြီးဝိုင်းလောင်ပြီးဟားတိုက်နေကြပြန်ရောဒါပေမဲ့ရှန်ရန်ကတော့ပြုံးစီစီနဲ့ပဲမင်းတို့ကဘာတိမှလဲကွာငါကကောင်မယိုးခုံတွေကိုမိရှို့ပြီးဖန်သားထွက်လာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ကယ်ဆီယမ်ကိုထုံးမလို့ကွာလို့စိတ်ထဲကပြောနေတာပေါ့ပြီးတော့ကမ်းခြေကမျက်ခြောက်တွေကိုလည်းရိပ်ပြီးမိရှုပြားတွေကိုရေနဲ့ဖြောပိတ်စနဲ့စစ်ထုတ်ပြီးဆိုဒီယမ်ကာဗွန်နိတ်ကိုရအောင်ယူလိုက်တယ်ဗျအခုဆိုရင်ဖန်သားကိုအရေးပြောစေမဲ့ဤပညာလျှို့ဝှက်ချက်ဓာတုပစ္စည်းတွေအကုန်စုံသွားပြီပေါ့ဂူဆန်ကတော့မျက်လုံးအပြူသားနဲ့အကူမင်းဒါဘာမို့ပညာတွေသုံးနေတာလဲဆိုပြီးအံ့ဩနေရှာတယ်ရှန်ရန်ကပစ္စည်းတွေကိုအချိုးကျရောဆက်ပြီးဖိုးထဲထည့်မိကိုအချိန်ပြင်းပြင်းနဲ့ချက်တော့တာပေါ့တညလုံးမအိပ်ပဲစောင့်ကြည့်နေရင်နောက်တနေ့မနက်မှာတော့ဂူဆန်ကဖိုးထဲကိုချောင်းကြည့်ပြီးအကူလာကြည့်ဦးတဲတွေကရေလိုမျိုးအရေးပြောသွားပြီဗျာလို့ဝမ်းတာအားရအော်တော့တာပေါ့ရှန်ရန်လဲဝမ်းတာလုံးလို့အောင်မြင်ပြီကွငါနောက်ဆုံးတော့အောင်မြင်သွားပြီဆိုပြီးမျက်ရည်တွေတောင်ကျလာရှာတယ်သူကအရေးပြောနေတဲ့ဖန်ရည်ပူပူတွေကိုပုံစံခွက်ထဲလောင်းထဲတူနဲ့ထူပြီးပုံဖော်လိုက်တဲ့အခါမှာတော့အလင်းပြန်ပြီးတောက်ကနေတဲ့ဖန်ခွက်အကြည့်ရောင်လေးတစ်ခွက်ထွက်လာပါတော့တယ်ဂူဆန်ကတော့အသက်ရှူဖို့တောင်မေးသွားပြီးအကူငါတသက်မှာဒီလောက်လာပါပြီးလင်းလက်နေတဲ့အရာမျိုးတစ်ခါမှမမြင်ဘူးပြလို့ပြောတော့ရှန်ရန်ကဒါကငါတို့ညီကိုတွေတထေးဖြစ်မဲ့ယတနာပဲကွာလားမြို့ထဲကအကြီးဆုံးအပေါင်ဆိုင်ကိုတွားရအောင်ဆိုပြီးခေါ်သွားတယ်ဒါပေမဲ့အပေါင်ဆိုင်ရောက်တော့ဆိုင်စာရေးကသူတို့ရဲ့ဝတ်စုံစုပ်တွေကိုကြည့်ပြီးဟဲ့ဘာလာလောက်တာလဲတောင်းစားချင်ရင်နောက်ဖေးလမ်းကြားကိုတွားလမ်းမပိတ်နဲ့ဆိုပြီးနှင်ထုတ်တာပေါ့ရှန်ရန်ကဘာမှပြန်မပြောပဲဝတ်လုံစားနဲ့ပတ်ထားတဲ့ဖန်ခွက်ကိုစပွဲပေါ်တင်ပြီးဖွင့်ပြလိုက်တဲ့အခါမှာတော့အလင်းရောင်တွေဖြာထွက်သွားပြီးဆိုင်တစ်ဆိုင်လုံးလင်းကနေဖြစ်သွားရောဆိုင်စာရေးလဲဒူးတွေတုံပြီးဆရာကြီးတို့ခဏဆောင်ပါကျွန်တော်မန်နေဂျာကြီးဒုတိယဆိုင်ရှင်ကိုတွားခေါ်ပေးပါမယ်ဆိုပြီးပြတလဲပြေးသွားတော့တယ်ဒုတိယဆိုင်ရှင်ရောက်လာပြီးဖန်ခွက်ကိုတေချာကြည့်ပြီးမျက်လုံးတွေတောက်ပါလာတယ်ပြီးတော့ဒီပစ္စည်းကဘယ်ကရတာလဲလို့မေးတာပေါ့ရှန်ရန်ကတီတီငင်ငင်နဲ့ပဲပစ္စည်းကတန်ရှင်းပါတယ်ဆိုင်ရှင်အနေနဲ့တန်ဖိုးရှိမရှိပဲကြည့်ပါလို့ပြောလိုက်တယ်ဆိုင်ရှင်ကသူတို့ကိုအခန်းထဲခေါ်သွားပြီးလက်ဖက်ရည်တိုင်းရင်းနဲ့ရုတ်တရက်မျက်နှာပြောင်းသွားပြီးဒီလိုလှုပ်ဝဲရတနာမျိုးကမျိုးတော်ကအရာရှိကြီးတွေအိမ်မှာတော့မရှိနိုင်ဘူးမင်းတို့လိုစင်းရဲသားတွေစီမှာရှိနေတယ်ဆိုတော့
ဒါတေချာပေါက်သူများစီကခိုးလာတာပဲဖြစ်ရမယ်ဒီနေ့တော့ငါကမတရားမှုကိုနှိမ်နင်းရမယ်ဆိုပြီးလူမိုက်တွေကိုခေါ်တကားပိတ်ပြီးဓာတ်နဲ့ချင်းချောက်တော့တာပေါ့ဂူဆန်ကတော့လန့်သွားပေမဲ့ရှန်ယန်ကတော့အေးဆေးပဲလက်ဖက်ရည်ကိုတငုံတောက်လိုက်ပြီးဆိုင်ရှင်ကြီးတကယ်လို့ချမ်းသာခြင်းနဲ့ဆိုရင်ဒီတစ်ခွက်ထဲကိုပဲကြည့်မနေနဲ့ဒါကပထမဆုံးတစ်ခွက်ပဲရှိသေးတယ်တဲ့ပြီးတော့ငါငငယ်ကအနောက်တိုင်းကပညာရှိအဖိုးကြီးတယောက်ကိုကဲခဲ့ဘူးလို့သူကငါ့ကိုဒီဖန်ချက်တဲ့လှုပ်ဝက်နီလန်းကိုပေးခဲ့တာဒီနီလန်းကတိတ်ခက်ခဲပေမဲ့ငါတယောက်ပဲလှုပ်တတ်တာတကယ်လို့ငါသာဒီနေ့ဒီနေရာမှာတည်သွားရင်ဒီစီးပွားရေးလည်းဒီမှာတင်ပြီးသွားလိမ့်မယ်ငါအသက်ရှင်နေသေးပြီးတော့မင်းစီကိုဒီလိုဖန်ခွက်တွေအများကြီးအမြဲတမ်းတွင်းပေးနိုင်တယ်လို့အကွက်ကြကြပြန်လဲချင်းချောက်လိုက်တယ်အဲ့ဒီအချိန်မှာပဲအနောက်ကနေမိုက်လာချီလာဆိုတဲ့အတန်ကြီးနဲ့အတူဆိုင်ရှင်ကြီးအဓိကပိုင်ရှင်ကြီးကိုယ်တိုင်ထွက်လာပါတော့တယ်ဆိုင်ရှင်ကြီးကသူ့ရဲ့ဒုတိယဆိုင်ရှင်ကိုငါတို့ကစီးပွားရေးလုပ်တာစီကန်းရှိရတယ်မင်းကလောဘစောတက်ပြီးဆိုင်ရဲ့နာမည်ပြတ်အောင်လုပ်မလို့လားဓာတ်ကိုတင်ပြီးအခုချက်ချင်းထွက်သွားစမ်းလို့မောင်းထုတ်လိုက်တယ်ပြီးတော့ဆိုင်ရှင်ကြီးကရှန်ရန်တို့ကိုလက်ဖက်ရည်ကိုယ်တိုင်နဲ့ပေးပြီးဒီဖန်ခွက်ကအညစ်အကြေးလုံးဝမရှိပဲတန့်စင်လုံးနဲ့တကယ်လို့ယတနာတိတဲ့အရာရှိကြီးတွေနဲ့တွေ့ရင်ငွေတပြား900 tails အသားလေးရနိုင်တယ်တဲ့ဂူဆန်ကငွေ900တောင်လားဒါဆိုအင်ကြီးတစ်လုံးရဲ့တဝက်စာတော့ဝယ်လို့ရတယ်ဆိုပြီးပါဇက်အဟောင်းသားဖြစ်သွားရှာတယ်ဆိုင်ရှင်ကြီးကငွေတပြား900တင်မကပဲသူတို့ဆိုင်ရဲ့ယတနာအမတ်တစိတ်ကပြားကိုပါထုတ်ပေးပြီးနောင်ကိုဒီဖန်ခွက်တွေကိုငါတို့ဆိုင်တစ်ဆိုင်တည်းကိုပဲတွင်းပေးပါမင်းတို့မှာဘာပြဿနာပဲရှိရှိငါကူညီပေးမယ်လို့ပြောလိုက်ပါတော့တယ်ရှန်ရန်လည်းကပြားကိုကင်ပြီးပြုံးလိုက်မိတယ်ကဲကျွေးတင်နေတဲ့သူ့အကူကိုတွားကယ်ဖို့ငွေတွေရပြီပေါ့ဗျာအပေါင်ဆိုင်ကနေငွေတွေအများကြီးရလာပြီးရွာကိုပြန်ရောက်ခံနေမှာပဲကောင်လေးတယောက်ကပြပြတလဲပြေးလာပြီးရှန်ရန်အကူမကောင်းတော့ဘူးဟိုလူမိုက်ဖန်ပြောင်းကအကိုအိမ်မှာအကျွေးလာတောင်းပြီးပြဿနာရှာနေတယ်ဗျလို့လာပြောတာပေါ့ဒါကိုကြားတော့ကူဆန်လဲဒေါသထွက်ပြီးအကူတွားရအောင်ဆိုပြီးအိမ်ကိုအမြန်ပြေးကြတာပေါ့အိမ်ကိုရောက်တော့အိမ်ရှိမှာရွာသားတွေကဝိုင်းအောင်ပြီးကြည့်နေကြတယ်လူမိုက်ဖန်ပြောင်းကရှန်ရန်ရဲ့အဖေအိုကြီးကိုလေဘင်းကနေဆွဲမပြီးဒီနေ့အကျွေးဆက်ရမယ့်ရဲရောက်ပြီးမင်းတို့မှာပတ်စံမရှိရင်အခုချက်ချင်းအိမ်ပေါ်ကဆင်းသွားကြဆိုပြီးရဲရဲဆက်ဆက်ချင်းချောင်းနေတာပေါ့အဖေအိုကြီးကလည်းဖန်တခင်ကြီးရဲ့ရဲနည်းနည်းလောက်ထပ်ဆိုင်ပါဦးလို့တောင်းပန်ရှာတယ်အဲ့ဒီချိန်မှာပဲရှန်ရန်ရဲ့အကူကြီးကလည်းဒဏ်ရာတွေနဲ့မြေကြီးပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရတယ်ဖန်ပြောင်းကတဲလော်တဲ့အယူကဘာမှပညာတွေတက်ဦးမှလဲဆိုပြီးဝိုင်းလောင်နေတော့ရုတ်တရက်အိမ်ရှိတကားကြီးပွင့်သွားပြီးဖန်ပြောင်းမင်းတော်တတိကောင်းတာပဲဆိုတဲ့ဟိန်းထွက်လာတဲ့အတန်ကြီးနဲ့အတူအပေါင်ဆိုင်ကလူမိုက်ကြီးအခွေရောက်လာပါတော့တယ်ဖန်ပြောင်းလည်းအခွေကိုမြင်မြင်ချင်းလမ်းဖြတ်သွားပြီးခွေတတ်ခင်ကြီးမင်းဘာလို့ဒီကိုရောက်လာတာလဲဆိုပြီးစကားတွေတောင်ဖြစ်ကုန်ရောအဲ့ဒီနောက်မှာတော့အဝိအစားတစ်လွင်တောက်ပါပြီးတထေးကတုံးပုံစံပေါက်နေတဲ့ရှန်ရန်နဲ့ဂူဆန်တို့ညီကိုနှစ်ယောက်ပါဝင်လာတာပေါ့ဖန်ပြောင်းကရှန်ရန်ကိုမြင်တော့ဒီကောင်ဆုပ်မင်းပြန်လာရဲသေးတယ်ပေါ့လို့အော်ပြီးရိုက်မလို့လောက်တာနဲ့အခွေကဖန်ပြောင်းရဲ့ပါးကိုဖြတ်ခနဲလွှဲရိုက်လိုက်တာတွေးတွေတောင်ပန်းထွက်သွားရောပြီးတော့မင်းဘယ်လိုကောင်းမို့လို့ရှန်တခင်လေးကိုဒီလိုစကားပြောရဲတာလဲလို့အော်ငေါက်လိုက်တယ်ရွာသားတွေအားလုံးလဲဟင်ရှန်တခင်လေးဟုတ်လားဆိုပြီးပါဇက်အဟောင်းသားဖြစ်ကုန်ကြတာပေါ့ရှန်ရန်ကအေးဆေးပဲရှိကိုတလန်းချင်းတက်လာပြီးသူခါကငွေအိတ်ကိုဖြုတ်မြေကြီးပေါ်ကိုဂျလင်ခနဲပစ်ချလိုက်တယ်အိတ်ထဲကနေငွေပြားတွေဝေါခနဲထွက်လာပြီးဒါကငွေ180တပြားမှမလိုဘူးငါတို့အကျွေးတွေကြည်ပြီးလို့ပြောလိုက်တယ်ဖန်ပြောင်းလဲငွေတွေကိုကြည့်ပြီးမျက်လုံးပြူကလွတ်ပေးလိုက်ဆိုပြီးချက်ချင်းလူလွတ်ပေးလိုက်ရတယ်ဖန်ပြောင်းကငွေတွေကိုကောက်ပြီးပြန်ဖို့လုပ်တော့ရှန်ရန်ကနေဦးအကျွေးကတော့ကြည်ပြီးဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကမင်းငါကိုကန်ခဲ့တာရဲ့ငါအဖေနဲ့အကိုကိုနှိပ်စက်ခဲ့တဲ့အကောင့်ကိုဘယ်လိုရှင်းမလဲလို့မေးလိုက်တယ်အခွေကရှန်တခင်လေးကျွန်တော်ဒီကောင့်ကိုအသေးသက်ပေးရမလားလို့မေးတော့ရှန်ရန်ကမလိုပါဘူးဂူဆန်မင်းပဲလက်စော့လိုက်ဆန်လို့အမိန့်ပေးလိုက်တယ်ဂူဆန်ကတော့အခွင့်ရေးရပြီဆိုပြီးဖန်ပြောင်းကိုမြေကြီးပေါ်ဆွဲလဲပြီးတေအောင်တီးတော့တာပေါ့ဗျာဖြုံဒုံဖုံးနဲ့ခံလိုက်ရတာဖန်ပြောင်းခါများမျက်ခွက်တွေညူမဲပြီးရှန်ရန်မင်းနဲ့ငါနဲ့မပြီးသေးဘူးလို့ဓာတ်ဆခံစကားပြောပြီးတန်းပြေးတော့တာပဲတရွာလုံးကလူတွေလည်းဒီအယူကတကယ်ပဲတထေးဖြစ်လာတာလားငွေတွေအများကြီးပဲဆိုပြီးမနာလိုဖြစ်တဲ့လူကဖြစ်အံ့ဩတဲ့လူကအံ့ဩကုန်ကြတာပေါ့ရှန်ရန်ရဲ့မကြီးဖြစ်သူကလည်းမောင်လေးနင်းဒီပတ်စံတွေဘယ်ကရတာလဲတကယ်ပဲဖန်ရနာကိုချက်နိုင်ခဲ့တာလားလို့မျက်နှာချိုသွေးပြီးမေးရှာတယ်ရှန်ရန်ကတော့အစကတော့ပတ်စံတွေလာတာဖြစ်မယ်ဆိုအခုကျမျက်လုံးတွေနီးနေပြီလားလို့ခန့်နေလိုက်ပြီးသူ့အဖေစီငွေတွေသွားအပ်လိုက်တယ်အဲ့ဒီနောက်ရှန်ရန်နဲ့ကူဆန်တို့ကတော့အဝတ်စားတစ်ဆက်ဆက်တွေလဲဝတ်ပြီးမြို့ပေါ်ကအကြီးဆုံးပြည်တစားနန်းတော်ကြီးစီကိုသွားပြီးအပန်းဖြေကြတာပေါ့ဝိုင်းကောင်းကောင်းတွေတောက်မိမလာလေးတွေနဲ့ပျော်ပါနေရင်ကူဆန်ကဝိုင်းတစ်ခွက်တောက်လိုက်ပြီးအကူဒီဝိုင်းတအိုးရဲ့တံမိုးကငါတက်တက်လုံးမြင်ဘူးသမျှပတ်စံတွေထက်တောင်ပိုစည်းကြီးတယ်ဗျာလို့အံ့ဩလို့မဆုံးဘူးဖြစ်နေတယ်ရှန်ရန်ကပြုံးပြီးကူဆန်မင်းအောင်ကြရင်ဘာဖြစ်ချင်လဲလို့မေးလိုက်တယ်ဂူဆန်ကတီတီငိမ့်ငိမ့်နဲ့ပဲအကူငါမြို့တော်မှာအကြီးဆုံးဟင်းသီးဟင်းရွက်ကုန်တယ်ကြီးဖြစ်ချင်တယ်ဗျာလို့ဖြေတာပေါ့အဲ့ဒီအချိန်မှာပဲနန်းတော်ရဲ့အလဲစင်မြင့်ပေါ်မှာမန်နေဂျာကခြေသေးအမကြီးထွက်လာပြီးဒီနေ့ညမှာတော့ကျမတို့ချုံဖုံးနန်းတော်ရဲ့အလှပဆုံးအပြိုစင်မဲတော်စာယွမ်နန်းကပထမဆုံးအကြိမ်ဧည့်ခံပါမယ်ရှင်ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူကယွမ်နန်းလေးနဲ့တညတာအတူတူဖြတ်တန်းခွင့်ရမှာပါလို့ကြီးညာလိုက်တဲ့အခါမှာတော့လိုက်ကပွင့်သွားပြီးထွက်လာတဲ့ကချေတီမလေးယွမ်နန်းရဲ့အလှကိုမြင်လိုက်ရတဲ့ကူဆန်တယောက်ကင်ထားတဲ့ခွက်လေးတောင်လွတ်ကျမတက်ငေးကနဲ့ဖြစ်သွားပါတော့တယ်ဗျာနန်းတော်ရဲ့အလှပဆုံးမဲတော့ယွမ်နန်းကိုပထမဆုံးဧည့်ခံဖို့အတွက်လေလံပွဲစတာနဲ့တဲ့အောက်ကလူတွေကငွေတစ်ပြား30ပြား20ပြား50ပြားဆိုပြီးအလူရဲ့ဈေးပြန်ခေါ်ကြတာပေါ့အဲ့ဒီချိန်မှာပဲအထက်တန်းစားတထေးသားတယောက်ဖြစ်တဲ့ရှောင်းချင်းရန်ကဝါကြွားကြွားနဲ့ငွေတစ်ပြား80လို့ခေါ်လိုက်တယ်ဒါကိုကြည့်နေတဲ့ရှန်ရန်ကလည်းအေးစစ်စစ်ပဲငွေတစ်ပြား100လို့အော်ခေါ်လိုက်တာပေါ့ဘေးကကူဆန်လဲလန့်သွားပြီးအကူဒါကအတုံးဖြုံကြီးလို့ရမကြဘူးလားလို့တိုးတိုးလေးတတိပေးရှာတယ်ဒါပေမဲ့တစ်ဖက်ကရှောင်းချင်းရန်ကမကျင်းတဲ့ပဲ130လို့ထပ်တိုးခေါ်လိုက်ပြန်ရောအမှန်တော့သူ့မှာပတ်စံအများကြီးပါမလားလို့ဘေးကလူကတားနေပေမဲ့ရှောင်းချင်းရန်ကမဲတော်တယောက်ရဲ့တန်ဖိုးက100ပဲရှိပေမဲ့
ငါလိုအရှိန်ဝါရှိတဲ့သူရဲ့ဂုံတိတ်ခါကတပြားတစ်တောင်းမကတန်နေဆိုပြီးမာနာကြီးနေတာဒါကိုရိပ်မိတဲ့ရှန်ရန်ကမဲတော်ယွမ်နန်းသူစီလာပြီးဝိုင်းခဲ့ပေးတဲ့အချိန်မှာပဲဂူဆန်ဒီနေ့ညတော့ဒီမဲတော်ကိုသူ့ပဲပေးလိုက်ရအောင်နောက်နေ့ကျရင်ငါမင်းအတွက်ဒီထက်လာတာရှာပေးမယ်လို့ပြောပြီးရှောင်းချင်းရစီသွားလိုက်တယ်ပြီးတော့လူကြီးလူကောင်းဆိုတာသူတပားအလိုကိုဖြည့်ဆည်းပေးရတယ်မင်းကမဲတော်ကိုသဘောကျနေမှာတော့ဒီညတော့မင်းကိုပဲအရှုံးပေးလိုက်ပါမယ်လို့ပြောပြီးမဲတော်ကိုလက်ဆောင်ဖြည့်ပေးလိုက်တာပေါ့ရှောင်းချင်းရန်ကအံ့ဩသွားပြီးမင်းကငွေတရားပေးပြီးမှငါ့ကိုဘာလို့ဒီတိုင်းပေးရတာလဲဘာကိုလိုချင်လို့လဲလို့မေးတော့ရှန်ရန်ကတငယ်ချင်းအဖြစ်ပေါင်းချင်လို့ပါငါနာမည်ကရှန်ရန်သားလို့ခေါ်တယ်အနောက်ဘက်ကလာတဲ့ဖန်စီမန်ကိန်းကုံတဲ့တယောက်ပါလို့မိတ်ဆက်လိုက်တယ်ဖန်ကုံတဲ့ဆိုတာကိုကြားတော့ရှောင်းချင်းရန်လည်းသဘောကျသွားပြီးရှန်ညီလေးမင်းကငါအကြိုက်ပဲဗျာဒီနေ့ကစပြီးမင်းကငါရဲ့အကူကြီးပဲဆိုပြီးညီကိုတွေလိုတောက်စားမှုရစ်ပြီးတစ္ဆာပြုကြတော့တာပဲနောက်ရက်မှာတော့ရှန်ရန်တို့ညီကိုနှစ်ယောက်မြို့လေခေါင်မှာအနောက်တိုင်းဖန်ထဲဆိုင်ကြီးကိုခန်းခန်းနာနာဖွင့်လှစ်လိုက်ပါတော့တယ်ဆိုင်ရှိမှာလူတွေအများကြီးဝိုင်းအောင်နေတော့ကူဆန်ကဒီနေ့တော့အစ်စ်မှန်ဖန်ထဲတွေကိုပဲရောင်းမယ်တာမန်မြေတဲ့ဥခွက်တွေနဲ့လာမနိုင်နဲ့လို့ကြွေးကြော်ပြီးတစ်တာထဲကနေတလက်လက်တောက်ကနေတဲ့အဖန်ခွက်လေးတွေကိုထုတ်ပြလိုက်တယ်ရွာသားတွေနဲ့မြို့ခံတွေအားလုံးဟင်ဒါကတကယ်ပဲဖန်ခွက်လားတလင်းကြောက်တွေလိုအမဲဆက်တွေလည်းမပါဘူးအရန်တန်တာပဲဆိုပြီးပါဆက်အဟောင်းသားဖြစ်ကုန်ကြရောရှန်ရန်ကလည်းတလင်းကြောက်မှာအနာစာရှိနိုင်ပေမဲ့ငါတို့ဆိုင်ကဖန်ထဲတွေကတော့စင်ကြယ်တန်ရှင်းတယ်လို့ပြောပြီးဝိုင်းနီတွေကိုဖန်ခွက်ထဲလောင်းထည့်ပြလိုက်တဲ့အခါအလင်းပြန်ပြီးလှပလုံးလို့အားလုံးကငါ့ကို20ပေးငါ့ကို30ပေးဆိုပြီးပတ်စံထုတ်တွေနဲ့အလူရက်ဝယ်ကြတော့တာပေါ့ရှန်ရန်ကလည်းအကွက်ချက်ကြပဲဒီနေ့အတွက်အလုံး30ပဲရောင်းမယ်ဈေးအမြင့်ဆုံးပေးနိုင်တဲ့သူပဲရမယ်လို့ဈေးကွက်ကိုထိန်းချုပ်လိုက်တယ်အဲ့ဒီအချိန်မှာပဲလမ်းမပေါ်ကနေတော်ဝင်ရထားလုံးတစ်စီးဖြတ်မောင်းလာပြီးအထဲမှာပါလာတဲ့ကြောင်နေမင်းသမီးပစုံလင်းကောင်းကျုပ်ကအပြင်ကစူညံတန်ကြောင့်လိုက်ကဖွင့်ကြည့်ရကနေဖန်ခွက်ကိုမြင်သွားပြီးသဘောကျသွားတယ်ဘေးကအစီခံကလည်းသူ့နာမည်ကရှန်ရန်နဲ့မင်းသမီးတာမန်ရက်သားတယောက်ဖြစ်ပေမဲ့ဖန်တယ်တွေကိုကိုယ်တိုင်လုပ်နိုင်တာအခုမျိုးတော်ကအထက်တန်းစားတွေအကုန်လုံးလူဝယ်နေကြတာပါလို့ရှောက်တင်တယ်မင်းသမီးလေးကဖန်ခွက်ကိုကြည့်ပြီးရှန်ရန်ကိုယ်တိုင်ဖန်ချက်နိုင်တာလားစိတ်ဝင်စားဖို့ကောင်းတာပဲဆိုပြီးပြုံးလိုက်မိတယ်ဆိုင်ထဲမှာတော့ငွေတွေပုံနေအောင်ရလာပြီးဂူဆန်ကအကိုငါတို့တကယ်တထေးဖြစ်ပြီးပြောလို့ဝမ်းသာအားရပြောတာပေါ့ရှန်ရန်ကဝိုင်းတစ်ခွက်ကိုအေးဆေးတောက်ရင်ဂူဆန်မြို့တော်ကလူကုန်ထန်တွေဝယ်နေတာဖန်ခွက်မဟုတ်ဘူးဂုံတိတ်ခါကိုဝယ်နေကြတာသူတို့စိတ်ထဲမှာဖန်ခွက်မရှိရင်အစင်တန်းနေတယ်လို့ထင်နေတဲ့၍ငါတို့ပတ်စံတွေအမြဲရနေမှာပဲလို့အမျှော်အမြင်ရှိပြောလိုက်တယ်နောက်ဆုံးမှာတော့ရှန်ရန်နဲ့ဂူဆန်တို့ကသူတို့ရဲ့ဖန်ချက်ပညာနဲ့ထူးထူးခြားခြားပြုလုပ်ထားတဲ့ပန်းပူရုပ်ကြွဖန်ခွက်ကြီးပါကိုသူတို့ရဲ့အဖေအိုကြီးလက်ထဲကိုလာပြီးအနံ့လိုက်ကြတယ်အဖေအိုကြီးကတလက်လက်တောက်ပနေတဲ့ဖန်ခွက်ကြီးကိုသူ့ရဲ့လက်ကျန်းကြီးတွေနဲ့ကင်ရင်မျက်ရည်တွေဝဲလာပြီးငါသားလေးကတကယ်ပဲနတ်သမီးလိုမော်ပညာရှင်ဖြစ်သွားခဲ့ပြီပဲလို့ပြောရင်ဝမ်းသာပီတိဖြစ်ပြီးငိုရှာပါတော့တယ်ဗျာဟာအလကားလေလုံးထွားနေတာပါအဲ့ဒီရှန်ရန်သာတကယ်ကြီးချမ်းသာလာရင်ငါလူမကြီးတယောက်ခြေထောက်ပေါ်ထောင်ပြီးလက်နဲ့လမ်းလျှောက်ပြမယ်ဗျာလို့ရွာကလူမိုက်တယောက်ကရွာသားတွေရှိမှဝါကြွားပြီးလှောင်ပြောင်းနေတော့လမ်းမပေါ်ကနေမြင်းရထားလုံးကြီးတစ်စီးတယုံယုံနဲ့မောင်းဝင်လာပါတယ်ရထားလုံးပေါ်ကနေဆင်းလာတာကတော့တခြားသူမဟုတ်ပဲအဝိစားတန်တန်ပြန့်နဲ့တကယ်တထေးတယောက်လိုဖြစ်နေတဲ့ရှန်ရန်ပဲဖြစ်နေတာပေါ့ဒါကိုမြင်တော့စောစောကလောင်နေတဲ့လူမကြီးတယောက်ပါဇက်အဟောင်းသားနဲ့လမ်းဖြန်သွားရောရှန်ရန်ကတစ်တာတဲကငွေတုံးတွေကိုထုတ်ပြပြီးငါဒီနေ့ရွာကိုပြန်လာတာအာဃာတတွေလာရှင်းဖို့မဟုတ်ဘူးရွာရဲ့အရှိတ်ဘက်မှာဖန်ချက်ဆက်ယုံကြည်စောင့်မလို့လှုပ်ချင်တဲ့သူရှိရင်တလကိုငွေတပြားပေးမယ်စားတာတောက်တာနေတာလဲအလကားပဲလို့ကြီးညာလိုက်တယ်ဟာတလကိုတပြားအပြင်စားစရိတ်နေစရိတ်ပါအလကားတယ်လားဆိုပြီးရွာသားတွေအလူရဲ့အားရဝမ်းသာဖြစ်ကုန်ကြတာပေါ့အဲ့ဒီအချိန်မှာယူမကြီးကအရှိဆုံးကနေမျက်နှာချိုးသွေးပြီးကျွန်တော်အရင်လုံမယ်အကူကြီးရေခတ်တာထင်းခွေတာအကုန်လုံးမယ်လို့ပြေးကတ်တော့ဘေးကကူဆန်ကနောက်မှာသွားတန်းစီချေစောစောကအကျဲဆုံးလောင်နေပြီးတော့အခုမှလာပြီးအခွင့်အရေးယူခြင်းနဲ့ဟုတ်လားလို့ငေါက်ထုတ်လိုက်တယ်ဒါလည်းမကသေးဘူးအရင်ကရှန်ရန်တို့ကိုနှိမ်ခဲ့တဲ့ဆွေမျိုးတွေကလည်းငါတို့ကတမိသားစုတည်းပဲလေမင်းအကိုကြီးကိုစရင်ကင်ပေးလုပ်လိုက်ပါငါမင်းကိုထမင်းချက်ကျွေးမယ်ဆိုပြီးလာမျက်နှာလောက်ကြပြန်ရောကူဆန်ကမခံချင်စိတ်နဲ့အခုမှလာပြီးဆွေမျိုးဆက်နေကြတယ်အရင်ကနှိမ်တုံးကတော့ဘယ်ရောက်နေကြလဲလို့လက်ညှိုးငေါက်ထိုးပြီးပြောတော့တာပေါ့ဒါပေမဲ့ရှန်ရန်ကတော့စိတ်ကျေစွာနဲ့ပဲကဲအတိတ်ကဟာတွေထားလိုက်ပါတော့ငါမင်းတို့ကိုအလောက်ကင်ခွင့်လန်းပေးပါမယ်ဒါပေမဲ့ငါစက်ယုံထဲမှာလာပြီးကလိန်ကကြစ်လုပ်ဖို့ကြံစီရင်တော့ငါအကြောင်းသိစေရမယ်လို့ပြက်တတတိပေးလိုက်တယ်တစ်ဖက်မှာတော့ရွာကကောင်းကင်တဝက်ကိုစိုးမိုးထားတဲ့မြေပိုင်ရှင်လူမိုက်ကြီးဘာကောစီကိုသူ့တပည့်ကသတင်းလာပို့တယ်အကိုကြီးငါတို့ချမ်းသာမဲ့အကွက်ရပြီးပြိုရှန်ရန်ဆိုတဲ့ကောင်ကအခုအရန်ချမ်းသာနေပြီးရွာထဲမှာစက်ယုံဆောက်ဖို့မြေလိုက်ရှာနေတာအဲ့ဒီဘက်ကမြေများစုကအကိုကြီးပိုင်တာပဲမဟုတ်လားဈေးကြီးနဲ့ဓာတ်မြောင်ခုတ်လိုက်ရအောင်လို့ကုန်းတိုက်တာပေါ့ဘာကောကလည်းရုံမာတဲ့အပြုံးနဲ့တဲချက်ပြီးပတ်စံရှာတဲ့ကောင်စုကငါနဲ့မြေစည်းလာစကားပြောချင်တာလားကောင်းပြီလေသူ့မှာပတ်စံရှိရင်ရှိသမျှအကုန်အန်ထွက်သွားစေရမယ်လို့ကြံစီပါတော့တယ်ရှန်ရန်နဲ့ဂူဆန်တို့ကစက်ယုံဆောက်ဖို့လေကွင်းပြင်ကျဲကြီးကိုတွားကြည့်တဲ့အခါဂူဆန်ကအကိုဒီမြေကရွာနဲ့လည်းနီးတဲကိုလည်းလွယ်ကူတော့အဆင်ပြေဆုံးပဲစက်ယုံကြီး3လုံးစာဆောက်လို့ရတယ်လို့ပြောတော့ရှန်ရန်ကလည်းဒါဆိုဈေးသွားမေးပြီးဝယ်လိုက်တော့လို့ညွှန်ကြားလိုက်တယ်ဒါပေမဲ့မြေပိုင်ရှင်ဘာကောစီရောက်သွားတဲ့အခါမှာတော့ဘာကောကမြေပိုင်ဆိုင်မှုစာချုပ်တွေကိုထုတ်ပြပြီးဒီအနီးနားကမြေတွေအကုန်လုံးငါပိုင်တာစက်ယုံဆောက်ချင်ရင်ငွေတပြားငါသူညပေးရမယ်လို့ဈေးစာမတန်တောင်းလိုက်တာပေါ့ဂူဆန်လည်းဒေါသထွက်ပြီးပါငါသူညဟုတ်လားဒီမြေလက်ကားကပုံမှန်ဆိုငွေ100တောင်မတန်ဘူးမင်းဒါတက်တပြားတိုက်နေတာပဲလို့အော်တော့တယ်ဒါကိုဘာကောကမခန့်လေးစားနဲ့မပေးနိုင်ရင်လည်းကောင်းကင်ပေါ်မှာသွားဆောက်လေလို့ရွှေပြောတာပေါ့ရှန်ရန်ကလည်းတီငင်ပဲဈေးကအရန်များလွန်းတယ်ငါတို့ပြန်ပြီးစဉ်းစားအောင်မယ်လို့ပြောပြီးထွက်လာခဲ့တယ်အိမ်ပြန်ရောက်တော့ကူဆန်ကဒေါသတကြီးနဲ့အကို
အဲ့ဒီခွေးကောင်တွေကငါတို့ကိုတက်တက်ညှစ်နေတာဗျာလို့ပြောတော့ရှန်ရန်ကလက်ဖက်ရည်ကိုအေးဆေးငုံတောက်ရင်ငွေညစ်တာကမကြောက်ရဘူးကူဆန်ကြောက်ရမှာကသူတို့ညှစ်မဲ့လူမှားသွားတာပဲလို့အတိတ်ပဲပါပြောလိုက်တယ်ချက်ချင်းဆိုသလိုပဲရှန်ရန်ဟာမြို့တော်ကသူ့ရဲ့အရှိန်အဝါရှိတဲ့ညီကိုရှောင်းချင်းရန်စီကိုသွားပြီးအလှပဆုံးဖန်ခွက်တစ်လုံးကိုလက်ဆောင်ပေးလိုက်တယ်ပြီးတော့ရှောင်းသခင်လေးမင်းသားငါရဲ့မြေကိစ္စကိုကူညီပေးနိုင်ရင်နောက်ပိုင်းဖန်တယ်လုပ်ငန်းကရတဲ့အကျိုးမြတ်ရာခိုင်နှုန်း30ကိုမင်းကိုအပိုင်ပေးမယ်လို့ကန့်လန့်လိုက်တာပေါ့ရှောင်းချင်းရန်ကလည်းဖန်ခွက်ကိုသဘောကျလုံးလို့ရှန်ရန်မင်းကတကယ်လေတာပဲဗျအဲ့ဒီဘာကောဆိုတဲ့မြေပိုင်ရှင်လူမိုက်လောက်ကတော့ငါကိုယ်တိုင်ရှင်းပေးမယ်လို့ကတိပေးလိုက်တယ်နောက်ရက်မှာတော့ရှန်ရန်ကဘာကောတို့အဖွဲ့စီကိုပြန်သွားပြီးမြေ6ဧကအတွက်ငွေတူညအခုချက်ချင်းစာချုပ်ချုပ်မလားဒါမင်းတို့အတွက်နောက်ဆုံးအခွင့်အရေးပဲလို့ရာဇတန်ပေးလိုက်တယ်ဒါကိုဘာကောရဲ့တပည့်ကရှန်ရန်ရဲ့ရင်ဘတ်ကိုလက်ညှိုးထိုးပြီးမင်းကကိုဘာကောက်ထင်နေလဲမြေကငါတို့မြေကွာ6တူညပေးတပြားမှမလျှော့ဘူးမင်းငါတို့ကိုဘာလုပ်နိုင်မှာမို့လို့လဲဟာလို့စိန်ခေါ်လိုက်တဲ့အချိန်မှာပဲဖုံးဆိုတဲ့စစ်မြင့်တန်တွေနဲ့အတူလက်နက်အပြည့်စုံကင်ဆောင်ထားတဲ့တော်ဝင်စစ်တီတော်အမြောက်များကဘာကောတို့အဖွဲ့ကိုဝိုင်းလိုက်ပါတော့တယ်မြင်းပေါ်မှာပါလာတာကတော့တခြားသူမဟုတ်ပဲရှောင်းချင်းရန်ကိုယ်တိုင်ပါပဲရှောင်းချင်းရန်ကတော်ဝင်မိတ်ဆာကျွန်တော်ကိုဖြန့်ပြပြီးမြေပိုင်ရှင်ဘာကောမင်းကတရားမဝင်လောင်းကစားဝိုင်းတွေထောင်တယ်အတိုးကြီးစားတယ်ရွာသားတွေကိုမြေတွေမတရားသိမ်းဆည်းတယ်ဒီနေ့ကစပြီးမင်းရဲ့လောင်းကစားရုံကိုချိတ်ပိတ်တယ်မင်းရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းတယ်ဖန်ဆီးစေလို့အမိန့်ပေးလိုက်တဲ့အခါစစ်တီတွေကဘာကောရဲ့လောင်းကစားရုံတွေကိုဝင်ရောက်စီးနင်းပြီးလူမိုက်တွေကိုရိုက်နှက်ဖမ်းဆီးပါတော့တယ်ဗျာမြေပိုင်ရှင်လူမိုက်ကြီးဘာကောတယောက်တော်ဝင်စစ်တီတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးတဲ့နောက်သူ့ရဲ့အိမ်နဲ့လောင်းကစားရုံတွေကမတရားသိမ်းဆည်းထားတဲ့မြေယာကတိစာချုပ်တွေနဲ့ရွာသားတွေစီကခေါင်းပုံဖြတ်ထားတဲ့အကျွေးစာချုပ်တစ်တာကြီးကိုစစ်တီတွေကရှာဖွေတွေ့ရှိသွားပါတယ်တခင်လေးဒီစရင်စာအုပ်ထဲမှာသူတို့အတိုးကြီးစားပြီးငွေချေးထားတဲ့အထောက်အထားတွေအပြင်လူတက်မှုတချို့မှာပါဝင်ပတ်သက်နေတဲ့မှတ်တမ်းတွေပါနေပါတယ်လို့စစ်ဗိုလ်ချုပ်ကတော်ဝင်မင်းသားရှောင်းချင်းရန်စီကိုသတင်းပို့လိုက်တာပေါ့ဒါကိုကြားတော့ဘာကောတယောက်ကြောက်လန့်တုန်လှုပ်ပြီးရှန်ရန်ရဲ့ခြေထောက်ကိုဖက်လို့ရှန်တခင်လေးကျွန်တော်အသက်ကိုချမ်းသာပေးပါဗျာမြေတွေကိုပတ်စံတပြားမှမယူပဲအလကားပေးပါမယ်အလကားပေးတာတော့မရဘူးလားဗျာဆိုပြီးငိုယိုတောင်းပန်တော့တယ်ရှန်ရန်ကသူ့ကိုဆက်ဆုပ်ရွှေရှာပွဲမျက်လုံးတွေနဲ့ကြည့်ပြီးငါမင်းကိုအခွင့်အရေးပေးခဲ့ပြီးမင်းကိုယ်တိုင်ညင်းပယ်ခဲ့တာပဲလို့အေးဆက်ပြောလိုက်တဲ့အခါတော်ဝင်စစ်တီတွေကဘာကောကိုခွေးတကောင်လိုဆွဲခေါ်သွားပါတော့တယ်အဝေးကနေကြည့်နေတဲ့ရွာကလူမိုက်လူမကြီးလဲဘာကောရဲ့ဏီကုန်းကိုမြင်ပြီးကြောက်လန့်တကြားနဲ့ချမ်းပြင်ပေါ်လဲကျသွားရောအဲ့ဒီနောက်ရှောင်းချင်းရန်ကမြေယာပိုင်ဆိုင်မှုစာချုပ်ကိုရှန်ရန်စီလွှဲပြောင်းပေးအပ်လိုက်ပါတယ်ကူဆန်ကစာချုပ်ကိုကြည့်ပြီးဝမ်းသာအားရနဲ့အကိုကြီးဒီမြေကအခုငါတို့မြေဖြစ်သွားပြီပြောလို့အော်ဟစ်လိုက်တဲ့အခါရှန်ရန်ကကွင်းပြင်ကျဲကြီးကိုကြည့်ပြီးဒီနေ့ကစပြီးဒီနေရာကိုလဲကွင်းပြင်လို့မခေါ်တော့ဘူးရှန်ဗီလာဖန်ချက်ဆက်ယုံကြီးလို့ခေါ်ရမယ်လို့ကြေညာလိုက်ပါတော့တယ်တိတ်မကြခင်ပါပဲရှန်ရန်ရဲ့ဆက်ယုံကြီးစောက်လုပ်ပြီးစီးသွားပြီးအလုတ်သမားခေါ်ယူတဲ့နေရာမှာရွာသားတွေတန်းစီဆောင်ဆိုင်နေကြပါတယ်ဂူဆန်ကစပွဲပေါ်မတ်တက်ရက်ပြီးအားလုံးစနစ်တကျတန်းစီကြပါအကိုကြီးရှန်ရန်နဲ့အတူတူအလုပ်လုပ်ရင်နောက်ပိုင်းငတ်ဖို့လည်းမလိုတော့ဘူးစင်းရဲဖို့လည်းမရှိတော့ဘူးဟဲ့လို့အားတက်တယ်ရောအော်ပြောနေတာပေါ့ဆက်ယုံကြီးထဲမှာမိဖို့ကြီးတွေအဆက်မပြတ်လောင်ကျွမ်းနေပြီးရှန်ရန်ကလည်းမှတ်တမ်းစာအုပ်နဲ့တေချာစစ်ဆေးနေပါတယ်ဒါကိုဘေးကနေကြည့်နေတဲ့လူမကြီးကတော့ငွေထုတ်ကြီးကိုပုတ်ပြီးမနာလိုဖြစ်နေတာပေါ့မိမကြီးငါတို့အခုချမ်းသာနေတယ်ဆိုပေမဲ့ပတ်စံအများစုကိုအဲ့ဒီရှန်ရန်ကပဲအကုန်သိမ်းသွားတာဗျခံပြင်းစရာကြီးလို့ပြောတော့သူ့မိမဝါတော့မှာကရှင်ကလည်းအကွက်မမြင်လိုက်တာဆက်ယုံတွေကဖန်ချက်တဲ့လှုပ်ဝက်နီလန်ဖုံမော်ကိုခိုးထုတ်လိုက်လေပြီးရင်ငါတို့ဘာသာဆက်ယုံခွဲထောင်ပြီးရှန်ရန်ထက်ဈေးပေါ်ပေါ်နဲ့ပြန်ရောက်မယ်အဲ့ဒါဆိုရှန်ရန်လည်းပြုတ်သွားမယ်ပတ်စံတွေကုန်လဲငါတို့လက်ထဲရောက်လာမှာပေါ့လို့ရုပ်မာတဲ့အကြံကိုပေးပါတော့တယ်အဲ့ဒီနောက်လူမကြီးကဆက်ယုံကထွက်လာတဲ့ကူဆန်ကိုမြို့ပေါ်ကအကောင်းဆုံးစားတောက်ဆိုင်ကြီးမှာအရက်သွားတိုက်တာပေါ့ဝိုင်းတွေသားဟင်းတွေနဲ့အမွှန်းတင်ပြီးမိမလလေးတွေနဲ့အဲ့ခံကျွေးမွေတော့ကူဆန်လဲမူးဝေပြီးပျော်ပါနေတာပေါ့ရှန်ရန်ကဆိုင်ထဲကနေအေးဆေးထွက်သွားတဲ့အချိန်မှာလူမကြီးကကူဆန်ရဲ့ဘေးမှာကတ်ထိုင်ပြီးကူဆန်ညီလေးရာမင်းတို့ရဲ့ဖန်ချက်ဆက်ယုံကတကယ်ကိုအံ့ဩစရာပဲဗျာတာမန်တဲပွင့်လေးတွေကိုယတနာဖြစ်အောင်ဘယ်လိုလုပ်လိုက်တာလဲနီလန်ကတော်တော်လှုပ်ဝက်ဆန်ပြမှာပဲနော်လို့စကားနိုင်ပါတော့တယ်အရက်မူးနေတဲ့ကူဆန်ကရေမောပြီးလှုပ်ဝက်နီလန်ဟုတ်လားတကယ်တော့အဲ့ဒါခက်ခဲတာမဟုတ်ပါဘူးဗျာတဲကိုတန့်စင်အောင်လုပ်ရမယ်ဆိုတာဗျာဆိုဒါရှ်ကတန့်စင်ရမယ်ကမာကောင်မုတ်ရှော့ဖောက်တွေကိုအချိုးချထည့်ရမယ်အချိုးစားက3နှစ်တပဲနည်းနည်းလေးလွဲသွားတာနဲ့အကုန်ပျက်စီးသွားမှလို့လှုပ်ဝက်ချက်ကိုအကုန်အံဖတ်ထုတ်တယ်လို့ပြောပြလိုက်ပါတော့တယ်ဒါကိုကြားလိုက်ရတဲ့လူမကြီးရဲ့မျက်လုံးတွေဟာအလိုလောဘတွေနဲ့တောက်ပသွားပြီးချက်ချင်းပဲမှတ်သားထားလိုက်တယ်အိမ်ပြန်ရောက်တော့လူမကြီးတို့ဇနီးမောင်နှံဟာလှုပ်ဝက်စာချုပ်ကိုကြည့်ပြီးဟာအဲ့ဒီကူဆန်ဆိုတဲ့အကောင်ကတကယ်အပဲလှုပ်ဝက်ချက်ကိုအကုန်ပြောပြတယ်ငါတို့လည်းဖန်ချက်ပြီးပတ်စံတွေအကုန်ကျုံယူကြဆိုလို့အားရပါရရေမောကြတာပေါ့သူတို့ဟာမြေကွက်တစ်ကွက်ကိုအပိုင်ဝဲအလုတ်သမားတွေငှားရမ်းပြီးကုန်ကျန်းတွေကိုလှဲနဲ့တဲဆောင်လို့စက်ယုံတေးသေးလေးတစ်ခုကိုလှုပ်ဝက်တီဆောက်လိုက်ကြပါတယ်ပြီးတော့မီးဖိုကြီးထဲမှာကုန်ကျန်းတွေကိုထည့်ပြီးမီးပြင်းဟိတ်လို့အမိတ်ပေးလိုက်တဲ့အချိန်မှာပဲအိုးကြီးတဲကနေမီးခိုးအမဲရောင်တွေထွက်လာပြီးဒိန်းဆိုတဲ့အတန်ကြီးနဲ့အတူမီးဖိုကြီးတစ်ခုလုံးပောက်ကွဲသွားပါတော့တယ်ဗျာယူမာကြီးတို့ဇနီးမောင်နှံလည်းမျက်နှာတွေမိုင်းဥကပ်ပြီးကျန်းပြင်ပေါ်လွှင့်စင်သွားရောနောက်ရက်မှာတော့အကျွေးရှင်တွေကသူတို့အိမ်ရှိကိုရောက်လာပြီးပတ်စံပြန်ပေးလိမ်လည်မှုနဲ့တိုင်မယ်ဆိုပြီးအိမ်တကားကိုဝိုင်းရိုက်ပြီးရန်ရှာကြပါတော့တယ်ယူမာကြီးမိမကလမ်းဖြန့်ပြီးလင်ကြီးရေငါတို့အချိုးစားတွေလွဲသွားတာလားမသိဘူးလို့တုံရင်မေးတော့ယူမာကြီးကတန်တူရင်းကြီးကိုကင်ပြီးတောက်အဲ့ဒီကူဆန်ဆိုတဲ့အကောင်စုပ်ကငါ့ကိုကလိန်တစ်ချစ်လုပ်ပြီးတကွက်ချန်ထားခဲ့တာပဲ
မင်းတို့ငါအကြောင်းသိစေရမယ်လို့ဒေါသတကြီးကြုံရပါတော့တယ်နောက်တစ်နေ့မှာတော့လူမကြီးဟာဂူဆန်ရဲ့အိမ်တကားကိုဝုန်းကနေတွန်းဖွင့်ပြီးဝင်လာပါတယ်ပြီးတော့သူ့လက်ထဲကရွှေတုံးကြီးကိုထုတ်ပြပြီးဂူဆန်ကြီးလေးငါတို့နှစ်ယောက်ပေါင်းပြီးအလုပ်ကြီးတစ်ခုလုပ်ရအောင်မင်းအဲ့ဒီရှန်ရန်ရဲ့လက်အောက်မှာအလုပ်သမားလုပ်နေလို့ဘာထူးမှလဲငါငွေဆိုင်မယ်မင်းနည်းပညာထုတ်အမျက်ကိုတဝက်စီခွဲယူကြဆိုပြီးရင်မင်းရောငါရောတထေးကြီးတွေဖြစ်လာမှာလို့ရွှေနဲ့ပေါက်ပြီးစီးယုံပါတော့တယ်ဂူဆန်ကတွေးဝေသွားတဲ့မျက်နှာနဲ့ဒါကတိတ်တော့မကောင်းဘူးထင်တယ်လို့ပြောတဲ့အခါယူမာကြီးကမကောင်းစရာပါရှိလဲရှန်ရန်ကကန်ကောင်းလို့တထေးဖြစ်လာတာလုပ်ငန်းအမြင်မှာငါကပူတော်တဲ့သူ့စက်ယုံကမကြခင်မျိုးတော်ကကုန်တယ်တွေရဲ့ဝါမျိုးတာကိုခံရတော့မှငါကမင်းကိုညီကိုရင်းလို့သဘောထားလို့လာခေါ်တာနော်လို့ထပ်ပြီးဆွဲဆောင်လိုက်တဲ့အခါမှာတော့ဂူဆန်ကတက်ပြင်းချပြီးကောင်းပြီးဒါဆိုရင်လည်းနောက်ပိုင်းအကိုကြီးနဲ့ပဲအတူတူလက်တွဲတော့မယ်ဗျာလို့ပြောပြီးယူမာကြီးရဲ့လက်ကိုဆွဲလိုက်ပါတော့တယ်ဗျာ